မြို့မှာရှိတဲ့ရဲတပ်ဖွဲ့တစ်ခုကဘန်ကိုဓမြတိုက်သွားတဲ့အဖွဲ့တစ်ဖွဲ့ကိုလိုက်လံဖမ်းဆီးဖို့ပြင်ဆင်နေခဲ့ပါတယ်။ရဲတပ်ဖွဲ့ကမြို့ရဲမှာရှိနေတဲ့ကင်မရာတိုင်းကိုကိုရဲတစ်ခုတည်းအဖြစ်ချိတ်ဆက်ထားတာကြောင့်ရဲတွေဟာဓမြအဖွဲ့ရဲ့ကားကိုအချိန်တိုလေးတွင်းမှာခြေရာခံနိုင်ခဲ့ပါတယ်။နောက်ပြီးသူတို့မှာ AI နည်းပညာအသစ်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဓမြတွေသွားနိုင်တဲ့လမ်းကြောင်းအားလုံးကိုတိကျတွက်ချက်ပြီးဘယ်လမ်းတွေကနေသူတို့သွားနိုင်လဲဆိုတာကိုခံမှန်းပေးရပဲဖြစ်ပါတယ်။ဒီလိုခင်မီရဲ့နည်းပညာနဲ့ရဲရရှိတွေရဲ့ပူးပေါင်းမှုကြောင့်ဓမြအဖွဲ့ကသူတို့ရဲ့လက်ထဲကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုပြီးထင်မှတ်ထားကြပါတယ်။ဒီလိုနဲ့ရဲတွေဟာဓမြတွေစီးလာတဲ့ကားစီကိုရောက်လာပြီးဝင်ရောက်ဖမ်းဆီးဖို့အဆင်သင့်ပြင်လိုက်ကြပါတယ်။အဆိုပါချိန်မှာပဲရဲတပ်ဖွဲ့ကဌာနချုပ်ကိုသူတို့ရောက်နေတဲ့နေရာမှာဓမြအဖွဲ့မရှိကြောင်းသတင်းပို့လာခဲ့ပါတယ်။ဌာနချုပ်ကလူတွေအားလုံးလည်းနားမလည်နိုင်ဖြစ်သွားခဲ့ကြပြီးသူတို့အရှိမရှိနေတဲ့မော်နီတာမှာဓမြတွေစီးလာတဲ့ကားကိုရှင်းရှင်းလင်းလင်းမြင်နေရတာကြောင့်ဌာနချုပ်ကလူတွေအားလုံးလည်းအကြက်ရိုက်ကုန်ပါတယ်။တကယ်တော့ဓမြတွေဟာကွန်ပျူတာနည်းပညာမှာအထူးကျွမ်းကျင်တဲ့ရှီမန်ဆိုတဲ့ကောင်လေးရဲ့အကူအညီနဲ့လွတ်သွားခဲ့တာပါ။သူဟာမကာအိုရဲဌာနချုပ်ရဲ့စနစ်တဲကိုထိုးပေါက်ဝင်ရောက်ပြီးအချက်အလက်မားတွေကိုပေးပို့နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့နောက်တစ်နေ့မှာတော့ဓမြတွေဟာသူတို့ရဲ့ဒုတိယအစီအစဉ်ကိုဆက်လက်အကောင့်ထဲပေါ်ဖို့လုပ်ခဲ့ကြပါတယ်။သူတို့မှာအဖွဲ့ဝင်6ယောက်ရှိပြီးရှီမန်ကတော့ကွန်ပျူတာနည်းပညာပိုင်းမှာအထူးကျွမ်းကျင်တဲ့ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။နောက်ထပ်အဖွဲ့ဝင်4ယောက်ကတော့တိုက်ခိုက်ရေးအပိုင်းတွေမှာအထူးကျွမ်းကျင်တဲ့လူတွေဖြစ်ပါတယ်။နောက်ဆုံးကျန်တဲ့အဖွဲ့ဝင်1ယောက်ကတော့သူတို့ရဲ့အဖွဲ့ခေါင်းဆောင်လို့ထင်မှတ်ရတဲ့အဖိုးကြီးတစ်ယောက်ဖြစ်တယ်လို့အစီအစဉ်တွေအားလုံးကိုနောက်ွယ်ကနေကြိုးကင်နေတဲ့သူဆိုလည်းမမားပါဘူး။သူတို့မနေ့ကမကာအိုဘန်ထဲကနေခိုးခဲ့တဲ့အရာဟာတတိကြီးတစ်ယောက်ရဲ့ crypto အကောင့်လေးကိုဝင်လို့ရနိုင်မယ်စကားဝတ်တစ်ဝက်ကိုခိုးယူခဲ့တာဖြစ်ပြီးကျန်နေသေးတဲ့နောက်ထပ်စကားဝတ်တစ်ခုကိုခိုးဖို့ဒီနေရာကိုရောက်လာခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့ဟာစကားဝတ်တွေအားလုံးရရှိသွားခဲ့ရင်တတိကြီးရဲ့ crypto အကောင့်ထဲမှာတိတ်ဆိထားတဲ့ဒေါ်လာတန်ပေါင်းများစွာဟာသူတို့ရဲ့လက်ထဲကိုချက်ချင်းရောက်လာတော့မှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဓမြအဖွဲ့တွေဟာကုမ္ပဏီတွေကိုထိုးဖောက်ဝင်ရောက်ပြီးကျန်နေသေးတဲ့စကားဝတ်တစ်ဝက်ကိုယူဖို့ကြိုးစားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဓမြအဖွဲ့တွေတတိကြီးရဲ့ကုမ္ပဏီတွေကိုဝင်ရောက်စီးနင်းနေတဲ့အကြောင်းရဲတပ်ဖွဲ့စီကိုသတင်းရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ရဲတပ်ဖွဲ့တွေဟာဓမြတွေရှိနေတဲ့နေရာကို9မိနစ်အတွင်းရောက်လာနေတာကြောင့်ဓမြတွေလည်းကျန်နေသေးတဲ့စကားဝတ်တစ်ဝက်ကိုကူးယူဖို့အချိန်အလုံးလောက်မရှိတော့ပါဘူး။သူတို့ရဲ့အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့အဖိုးကြီးကလည်းရဲတွေရောက်လာတော့မှဖြစ်တာကြောင့်အားလုံးဒုက္ခမရောက်ခင်စစ်စစ်ရေးကိုချက်ချင်းရဖို့အမိန့်ပေးခဲ့လိုက်ပါတယ်။ဒါပေမဲ့ရှီမန်ကတော့အဖိုးကြီးရဲ့စကားကိုနားမထောင်ပဲစကားဝတ်ရကန်နေပြီဖြစ်တာကြောင့်စစ်စစ်ရေးကိုဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့စကားဝတ်ကိုရရှိသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရဲတွေဟာသူတို့စီကိုရောက်ရှိလာခဲ့ကြပြီးသူတို့ကိုတွေ့ရှိသွားခဲ့ကြပါတယ်။အဆိုပါအချိန်မှာပဲသူတို့ကိုစောင့်ကြည့်နေတဲ့အဖိုးကြီးကချက်ချင်းအစီအစဉ်တွေပြောင်းပြီးဒီနေရာကနေအများဆုံးထွက်ပြေးကြဖို့အမိန့်ပေးခဲ့လိုက်ပါတယ်။ဒီလိုနဲ့လူငယ်လေး4ယောက်ကိုရဲတွေကချောင်းပိတ်ပြီးဖမ်းဆီးဖို့လုပ်ခဲ့ကြတာကြောင့်သူတို့4ယောက်ဟာအစာအုပ်ရဲ့ခေါမိုးတက်ကနေထွက်ပြေးဖို့ကြိုးစားခဲ့ကြပါတယ်။လမ်းတစ်လျှောက်မှာရဲတွေနဲ့အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးခေါမိုးတက်ကိုအောင်မြင်စွာနဲ့ရောက်ရှိသွားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့သူတို့4ယောက်ဟာအစာအုပ်ဘုတ်ကနေခုန်ချသွားခဲ့ပြီးလေဒီကိုစီဖွင့်တာထွက်ပြေးသွားခဲ့ကြပါတယ်။သူတို့ဟာအဖိုးကြီးကြိုတင်စီစဉ်ထားတဲ့အတိုင်းဒုတိယပလန်အနေနဲ့ဟိုတယ်တစ်ခုစီကိုသွားဖို့ပါပဲ။ဒါပေမဲ့ရဲတွေကလည်းဓမြတွေဘယ်သွားမယ်ဆိုတာကိုချက်ချင်းသုံးသပ်မိပြီးဟိုတယ်နောက်ကိုနောက်ထပ်တပ်ဖွဲ့တစ်ခုစေလွှတ်ခဲ့ပါတယ်။ဒီလိုနဲ့ရဲတပ်ဖွဲ့တွေဟာဟိုတယ်ကိုလိုက်လာခဲ့တယ်ဆိုတာကိုသိသွားခဲ့တဲ့အဖိုးကြီးကလည်းအခြေအနေတွေမဆိုးခင်ချက်ချင်းနောက်ထပ်အစီအစဉ်တစ်ခုကိုစတင်ဖို့အမိန့်ပေးခဲ့လိုက်ပါတယ်။တစ်ဖက်မှာလည်းရှီမန်ကကွန်ပျူတာနည်းပညာနဲ့ဟိုတယ်ရဲ့ CCTV ကင်မရာတွေမှာသူတို့ရဲ့မျက်နှာတွေမပေါ်အောင်ကူညီပေးနေခဲ့ပါတယ်။ဌာနချုပ်ကလူတွေကလည်းဓမြတွေအားလုံးဟိုတယ်ကိုရောက်လာခဲ့ကြပေမဲ့ကင်မရာထဲမှာဘာအရေးရောက်မှမတွေ့ရလို့ကြောင်နေခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဌာနချုပ်ကလည်းဓမြတွေဟာဟိုတယ်စနစ်ကိုဝင်ဟပ်သွားပြီဆိုတာကိုချက်ချင်းတတိထားမိသွားခဲ့ကြပြီးရဲတပ်ဖွဲ့တွေရဲ့ရင်ဘတ်မှာလျှို့ဝှက်ကင်မရာတွေတက်ဆင်ဖို့ခိုင်းစီခဲ့ပါတယ်။ဒီလိုနဲ့ရဲဌာနချုပ်က AI နည်းပညာကိုအသုံးချပြီးကင်မရာကနေဖြတ်သွားတဲ့မျက်နှာတိုင်းကိုစစ်ဆေးခဲ့ကြပါတယ်။တကယ်လို့လူတစ်ယောက်ကဟိုတယ်ရဲ့ချက်တင်ထဲမှာအချက်လက်မရှိနေဘူးဆိုရင်အဲဒီလူဟာဓမြအဖွဲ့ဝင်တယောက်ဖြစ်ရမယ်လို့ယူဆခဲ့ကြပါတယ်။ရဲတွေရဲ့အစီအစဉ်တွေကိုသိနေခဲ့တဲ့အဖိုးကြီးကလည်းလူငယ်လေး4ယောက်ကိုရဲတပ်ဖွဲ့ဝင်တွေရဲ့ကင်မရာတွေအရှိမမျက်နှာလုံးဝအဖို့မခံဘူးနဲ့မဟုတ်ရင်အားလုံးဒုက္ခရောက်လိမ့်မယ်ဆိုပြီးတတိပေးခဲ့လိုက်ပါတယ်။ဒီလိုနဲ့သူတို့4ယောက်ဟာရဲတွေမရိပ်မိအောင်ရုပ်ဖြတ်ပြီးရဲတွေရဲ့ခြေရာခံလိုက်မှုကနေတယောက်မှအဖမ်းမခံရပဲလွတ်မြောက်လာခဲ့ကြပါတယ်။အဲဒီနောက်မှာတော့တထေးကြီးဟာသူ့ရဲ့ crypto အကောင့်အခိုးခံလိုက်ရတာကြောင့်အတော်လေးကိုဒေါသကြီးထွက်နေခဲ့ပါတယ်။ဘာလို့လဲဆိုရင်ဓမြတွေရရှိသွားခဲ့တဲ့ crypto အကောင့်ထဲမှာဟောင်ကောင်ဒေါ်လာတန်900ကျော်တန်ဖိုးရှိတဲ့ crypto တွေရှိနေခဲ့တာဖြစ်ပြီးပိုဆိုးတာက online digital ပတ်စံတွေဖြစ်နေခဲ့တာကြောင့်လုံးဝခြေရာခံလိုက်လို့လည်းမရပဲဖြစ်နေခဲ့ပါတယ်။ရဲတွေကလည်းသူတို့စီမှာနည်းပညာနဲ့လူအင်အားတွေအများကြီးရှိနေတာတောင်ဓမြအဖွဲ့ကိုမဖမ်းဆီးနိုင်ခဲ့တာကြောင့်ရဲမှုကြီးကရဲတပ်ဖွဲ့ရဲ့စွမ်းဆောင်ရည်အပေါ်လုံးဝမချေမနှက်တွေဖြစ်နေခဲ့ရပါတယ်။ဒီလိုနဲ့ရဲရရှိအမျိုးသမီးတဦးကထပြီး
ဒီအဖွဲ့ဟာတာမန်တများအဖွဲ့မဟုတ်ပဲသူတို့ကိုတရားရောက်ကနောက်ွယ်ကနေကျိုးကန်အမိပေးနေတဲ့လူတရားရောက်ရှိရမယ်ဆိုပြီးပြောလာခဲ့ပါတယ်။နောက်ပြီးဒီလိုကောက်ကျစ်တဲ့မြေခွေးတွေကိုတိုက်ခိုက်ဖို့အတွက်အတွေ့အကြုံရှိတဲ့ဗိုလ်စိုးတယောက်လည်းလိုအပ်ကြောင်းပြောလာခဲ့ပါတယ်။အဆိုပါအချိန်မှာပဲရဲမှုကြီးကမင်းပြောတဲ့လူကဝန်တဲကျုံကိုပြောလာလားဆိုပြီးပြန်မေးခဲ့ပါတယ်။တစ်ဖက်ကရဲရရှိကလည်းအရာရှိမျိုးသမီးပြောတဲ့လူကိုလက်မခံခဲ့ပါဘူး။ဘာကြောင့်လဲဆိုရင်အငိမ့်စားယူသွားတဲ့အဖိုးကြီးတယောက်ကသူတို့ကိုဘယ်လိုကူညီနိုင်ပါလဲ။အခုခေတ်က AI ခေတ်ကိုရောက်နေပြီ။သူ့ရဲ့အရင်ကစပိုင်နီလာဟောင်းတွေကအလုပ်ဖြစ်မှာမဟုတ်ဘူးဆိုပြီးတယောက်နဲ့တယောက်ငင်းခုန်နေခဲ့ကြပါတယ်။ဒီလိုနဲ့ရဲမှုကြီးကဘယ်လိုနီလာတွေကိုပဲတုံးတုံးအဓိကဒီအမှုကိုပိတ်ပြီးဓမြတွေကိုအများဆုံးဖမ်းမိဖို့ပဲလိုရဆိုပြီးပြန်ပြောခဲ့လိုက်ပါတယ်။ဒီလိုနဲ့အထက်ရာရှိရဲမေကဝန်တဲကျုံဘာလုပ်နေလဲဆိုတာကိုသိရဖို့အတွက်ရဲမေကြီးကောကောနဲ့အတူအရာရှိတယောက်တို့ကိုနောက်ရောက်ခံလိုက်စေခဲ့ပါတယ်။ဝန်တဲကျုံဟာတချို့လုပ်တဲ့နေရာမှာအရန်ကိုကျွမ်းကျင်တဲ့လူတစ်ယောက်ပဲဖြစ်လို့တိုက်ခိုက်ရေးမှာလည်းတိုင်မကင်းတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။သူဟာတာဝန်ထမ်းဆောင်တဲ့ကာလတစ်ခုအတွင်းမှာသူ့ရဲ့တွဲဘက်တယောက်ကိုတည်စီခဲ့တာကြောင့်ရဲရရှိဘွားကနေနှုတ်ထပ်ပြီးတာမန်ဘွားနဲ့နေထိုင်နေခဲ့ပါတယ်။ဒီလိုနဲ့ကောကောတယောက်ဝမ်ရဲ့အနောက်ကို၄နာရီလောက်နောက်ရောက်ခံလိုက်ပြီးတဲ့အခါဝမ်ကသူမစီကိုရောက်လာပြီးနှုတ်ဆက်ခဲ့လိုက်ပါတယ်။ဒါအပြင်ဝမ်ကသူမရဲ့နာမည်ကိုသိနေခဲ့တာကြောင့်ကောကောလည်းအံ့ဩနေခဲ့ပါတယ်။ဒီလိုနဲ့ဝမ်ကအားရဲ့အနောက်ကိုနောက်ရောက်ခံလိုက်နေတာဘာကိစ္စရှိလို့လဲဆိုပြီးမေးခဲ့လိုက်ပါတယ်။ကောကောတယောက်ဘာပြောရမှန်းမသိဖြစ်သွားခဲ့ပြီးဝမ်ကသူ့ရဲ့နာမည်ကိုဘယ်လိုသိနေရလဲဆိုပြီးတွေးနေခဲ့ပါတယ်။ဝမ်နဲ့ကောကောတို့တယောက်နဲ့တယောက်မတွေ့ရအတော်ကြာပြီပဲဖြစ်ပါတယ်။တကယ်တော့ကောကောရဲ့အဖေဟာရဲရရှိတယောက်ပဲဖြစ်ပါတယ်။ဝမ်နဲ့အတူတာဝန်ထမ်းဆောင်ရင်တည်ဆုံးသွားခဲ့ရတဲ့ဝမ်ရဲ့တွဲဘက်ဟောင်းပဲဖြစ်ပါတယ်။ဒီလိုနဲ့အလေးပေါ်သွားတဲ့ကောကောတယောက်ရဲဌာနကဓမြမှုတစ်ခုအတွက်ဝမ်ရဲ့အကူအညီကိုလိုအပ်နေကြောင်းပြောခဲ့တဲ့အခါဝမ်ကလည်းလက်ခံခဲ့လိုက်ပါတယ်။ဒီလိုနဲ့ရဲစခန်းကိုရောက်လာခဲ့တဲ့အခါဟိုတယ်မှာတာဝန်ထမ်းဆောင်ရင်ရဲတွေရိုက်ကူးထားတဲ့ body camera တွေကိုဖွင့်ကြည့်ခဲ့ပါတယ်။ဒီလိုနဲ့ဝမ်တယောက် body camera ကနေရိုက်ကူးထားတဲ့ဗီဒီယိုတွေကိုခဏလေးကြည့်ပြီးခဲ့တဲ့အခါဓမြအဖွဲ့ဟာအဖွဲ့ဝင်၄ယောက်တည်းမဟုတ်ပဲ၅ယောက်ဖြစ်နေကြောင်းနဲ့အဲ့ဒီ၅ယောက်ထဲကတစ်ယောက်ဟာအဖိုးကြီးတစ်ယောက်ဖြစ်နေကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းဓမြတွေဟာဟောင်ကောင်ဒေါ်လာတန်900ကျော်ရှိတဲ့ crypto တွေရရှိသွားခဲ့ကြတာကြောင့်ပျော်ရွှင်နေခဲ့ကြပါတယ်။ဒါပေမဲ့အဖိုးကြီးကတော့ဒေါသတွေထွက်နေခဲ့ပြီးသူ့ရဲ့အစီအစဉ်တိုင်းမလုပ်တဲ့အတွက်အားလုံးကိုစုပူချင်းမောင်းနေခဲ့ကြပါတယ်။ဒါအပြင်ပို့ဆိုးတာကအဖိုးကြီးကိုယ်တိုင်ဓာတ်ပုံအရိုက်ခံရပါတယ်။သူဟာလွန်ခဲ့တဲ့10စုနှစ်တခုလုံးမှာဘယ်ကင်မရာမှမျက်နှာအဖော်မခံရပါဘူး။အဲ့ဒါကြောင့်ပဲဒေါသတွေထွက်နေတဲ့အဖိုးကြီးကသူ့ရဲ့စကားကိုနားမထောင်တဲ့ရှီမန်ကိုဓာတ်နဲ့ထိုးတော့မဲ့အချိန်မှာပဲအခြားသူတွေကအချိန်မီတားဆီးခဲ့တာကြောင့်အဖိုးကြီးလည်းစိတ်ပြန်လျှော့ခဲ့လိုက်ရပါတယ်။ရဲတွေဘက်မှာလည်းဓမြအဖွဲ့ဝင်9ယောက်မြောက်ဖြစ်တဲ့အဖိုးကြီးရဲ့ဓာတ်ပုံကိုကြည့်ပြီးသူ့ရဲ့အချက်လက်တွေကိုစုံစမ်းဖို့လုပ်နေခဲ့ပါတယ်။ဒါပေမဲ့ပုံကဝါနေရကြောင့်ဘယ်သူဘယ်ဝါဆိုတာကိုခွဲခြားလို့မရပဲဖြစ်နေခဲ့ပါတယ်။အဆိုပါအချိန်မှာပဲဝမ်တယောက်အရာတစ်ခုကိုစဉ်းစားနေခဲ့ပြီးလွန်ခဲ့တဲ့1980နောက်ပိုင်းမှာအရေးလိုအမည်ပြောင်ရှိတဲ့တရားခံပြေးတယောက်ရှိကြောင်းနဲ့သူဟာနိုင်ငံသားစစ်မှုထမ်းဟောင်းဖြစ်တဲ့အပြင်စုံစမ်းထောက်လှမ်းရေးမှာလည်းအရန်ကိုတော်တဲ့လူတရားဖြစ်ကြောင်းဝမ်ကပြပြခဲ့ပါတယ်။ဓမြအမှု10ခုကျော်လောက်ကိုအစီအစဉ်ဆွဲခဲ့တယ်။ရဲတွေရဲ့လက်ထဲကနေ3ခါလွန်မြောက်ခဲ့တယ်။ဒါပေမဲ့1999ခုနှစ်မှာလောကထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီးအခုချိန်မှာပြန်ပေါ်လာခဲ့တာဖြစ်ကြောင်းပြပြခဲ့ပါတယ်။ဒီလိုနဲ့ဝမ်ကဓမြအဖွဲ့ကိုဖမ်းဖို့အတွက် AI စနစ်ကနေကင်မရာတွေကိုလိုက်ကြည့်နေမယ်အစားလမ်းမတွေပေါ်မှာကွင်းစင်းစုံစမ်းတင်ကြောင်းနဲ့ကွင်းစင်းရမယ့်လူတွေကလည်းဓမြအဖွဲ့တွေတစ်ခါမှမျက်နှာမမြင်ဘူးရဲ့လူတစ်တွေဖြစ်ရမယ်ဆိုပြီးပြောခဲ့လိုက်ပါတယ်။နောက်ပြီးအခုလိုကွင်းစင်းစုံစမ်းမှုကိုဝမ်ကိုယ်တိုင်ဦးဆောင်ပြီးကလေးတွေအားလုံးကိုတင်ပြပေးမှဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ဒီလိုနဲ့ဝမ်ရဲ့အဖွဲ့ထဲမှာကောကောလေးပါဝင်ခဲ့ပါတယ်။သူမဟာတိုက်ခိုက်ရေးမှာအတော်လေးကျွမ်းကျင်တဲ့လူတစ်ယောက်ဖြစ်ပေမဲ့အမြဲတမ်းအရေးမပါတဲ့အလုပ်တွေကိုပဲလုပ်နေခဲ့ရပါတယ်။ဒါကြောင့်ကောကောဟာဝမ်နဲ့အဆင်မပြေပေမဲ့ဒီလိုအလုပ်မျိုးကိုလုံးဝလက်လွတ်မခံခဲ့ပါဘူး။ဒီလိုနဲ့ဝမ်ဟာသူ့ရဲ့ကွင်းစင်းစုံစမ်းမဲ့အဖွဲ့ကိုလေ့ကျင့်ပညာပေးပြီးသူ့မှာရှိတဲ့အသိပညာတွေကိုဝေမျှခဲ့ပါတယ်။အဲဒီနောက်မှာတော့ဝမ်ရဲ့ကွင်းစင်းစုံစမ်းမဲ့အဖွဲ့ဟာအဆင်သင့်ဖြစ်နေပြီဖြစ်တာကြောင့်အဖွဲ့ဝင်တယောက်ချင်းစီခွဲပြီးရက်ကွက်အသီးသီးမှာဓမြအဖွဲ့ရဲ့တဲလုံစားကိုရှာဖို့အတွက်ပြည်သူတွေနဲ့ရောနှောပြီးအယောင်ဆောင်နေခဲ့ကြပါတယ်။ဒါပေမဲ့ကိုကိုကတော့ဖန်ကားထဲမှာဝမ်နဲ့အတူနေခဲ့ပြီးဝမ်ကိုကူညီပေးနေခဲ့ရပါတယ်။ဒါအပြင်ဝမ်စားဖို့အတွက်အစားအသောက်တွေကိုပါဝယ်ပေးနေရတာကြောင့်ဒီမခံနိုင်တော့ပဲအဲဒီလောက်လေ့ကျင့်လာခဲ့ပြီးမှဘာလို့ဦးလေးနဲ့အတူတူရှိနေရမှာလဲဆိုပြီးဝမ်ကိုမေးခဲ့လိုက်ပါတယ်။ဝမ်ကလည်းမင်းကိုအခုငါနဲ့အတူနေသေးခြင်းနဲ့နောက်ပြီးငါနဲ့အတူစောင့်ကြည့်ရေးအဖို့အဖြစ်လုပ်ရမယ်ဆိုပြီးပြောခဲ့တာကြောင့်ကိုကိုတယောက်အောက်တက်ဖြစ်သွားခဲ့ရပါတယ်။တစ်ဖက်မှာလည်းဓမြတွေကသူတို့ရဲ့နောက်ထပ်မစ်ရှင်တစ်ခုကိုလုပ်ဖို့အတွက်အစီအစဉ်တွေဆွဲနေခဲ့ပါတယ်။အဆိုပါမစ်ရှင်ကတော့ရဲဌာနချုပ်မှာတင်စီထားတဲ့ digital safe ကိုခိုးယူဖို့ပါပဲ။ရဲတွေကသူတို့ရဲ့မျက်နှာတွေကိုသိနေခဲ့တာကြောင့်ရဲဌာနချုပ်တွေကိုဝင်ပြီးခိုးဖို့အတွက်သူတို့အတွက်ခက်ခဲတဲ့အရာတစ်ခုဖြစ်နေခဲ့ပါတယ်။တကယ်တော့အဖိုးကြီးဟာ
အဆိုပါကောင်လေးတွေကိုငငယ်ကလေးကခေါ်ယူကျွေးမွေးထားတဲ့မွေးစားအဖေပဲဖြစ်ပါလေအဖိုးကြီးကသူတို့တယောက်ချင်းစီကိုတိုက်ရိုက်ခိုက်ရည်ကျန်းကျင်တဲ့အထိပြုစုပြောထောင်ပေးခဲ့တာပဲဖြစ်ပါလေအဖိုးကြီးကသူ့ရဲ့မွေးစားသားတွေထဲမှာအာဝန်ဆိုတဲ့ကောင်လေးကိုအတော်လေးချစ်ပါလေသူဟာအဖိုးကြီးနဲ့အနီးကပ်နေထိုင်သူဖြစ်ပြီးအဖိုးကြီးရဲ့ဝေယဝိဆတွေကိုအနီးကပ်ပြုစုဆောက်ရှောက်တဲ့သူပဲဖြစ်ပါလေအဖိုးကြီးကအာဝန်ဟာအနာဂတ်မှာဓမြအဖွဲ့ကိုဦးဆောင်နိုင်လိမ့်မယ်ဆိုပြီးမျှော်လင့်နေခဲ့ပါလေဒါပေမဲ့အာဝန်ကတော့ရှီမာကမှသူတို့ရဲ့ခေါင်းဆောင်ဖြစ်ဖို့ပိုတင်တော်ရဲဆိုပြီးအဖိုးကြီးကိုပြန်ပြောခဲ့ပါလေတစ်ဖက်မှာလည်းဝန်တို့အဖွဲ့ဟာ15ရက်လောက်ကွေးစင်းစုံစမ်းနေခဲ့ကြပေမဲ့ဓမြအဖွဲ့နဲ့ပတ်သက်တဲ့တဲလွန်စာကိုရှာမတွေ့ပဲဖြစ်နေခဲ့ပါလေကောကောကလည်းဒီတိုင်းလိုဝမ်အတွက်သမင်းရင်းနေဝယ်ရုံကလွဲလို့ဘာမှမလုပ်ရသေးတာကြောင့်ညင်းဝင်နေခဲ့ပါလေဒီလိုနဲ့ကောကောတရလမ်းမှာလူတက်စုကကောင်မလေးတယောက်ကိုဝိုင်းအနိုင်ကျင့်နေတာကိုတွေ့တော့ကောင်မလေးကိုကူညီဖို့ကြိုးစားခဲ့ပါလေဝမ်ကကောကောကိုကားပေါ်ကိုပြလာဖို့ပြောခဲ့ပေမဲ့ကောကောကတော့သူမရဲ့မျက်လုံးထဲမှာကောင်မလေးတယောက်ကိုဝိုင်းပြီးအနိုင်ကျင့်နေတာကိုရက်မကြည့်နေနိုင်တာကြောင့်အဆိုပါလူတက်စုကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါလေဒါပေမဲ့တစ်ဖက်ကလူတွေဟာသူမတဲ့ခန္ဓာကိုယ်တောင်းတင်းတဲ့လူတွေဖြစ်နေတာကြောင့်မနိုင်မဲဖြစ်နေခဲ့ပါလေအဆိုပါအချိန်မှာပဲဝမ်ကရောက်ရှိလာခဲ့ပြီးကောကောကိုကူညီပေးခဲ့တာဗန်ကားပေါ်ကိုပြတ်ခေါ်သွားခဲ့ပါလေဒီလိုနဲ့ကားပေါ်ကိုရောက်တော့ဝမ်ကအပြင်းအထန်စုပ်ပူကျင်းမောင်းနေခဲ့ပါလေသူတို့ဟာအခုချိန်မှာအရေးကြီးရဲ့စစ်စင်ရေးကိုလှုပ်ဆောင်နေတာဖြစ်တာကြောင့်သူမကဘာလို့လဲဆိုတာကိုပေါ်သွားခဲ့ရင်သူတို့ကြိုးစားလာသမျှအရာအလုံးပျက်စီးသွားနိုင်တယ်ဆိုပြီးပြောလာခဲ့ပါလေဝမ်ကထပ်ပြီးငါတို့အသွင်ယူစုံစမ်းနေတာနှစ်ပတ်ပဲရှိသေးတယ်ငါတို့လုံကဆိုရင်အသွင်ယူပြီးစုံစမ်းရတဲ့စစ်စင်ရေးတစ်ခုက8လတောင်ကြာတယ်အဲ့ရလည်းရှိရင်ဒီဟာကဘာမှမဟုတ်သေးဘူးဆိုပြီးပြောခဲ့လိုက်ပါလေအဲ့ဒီနောက်မှာတော့ကောကောကဝမ်းနေစွာနဲ့အဲ့ဒီစစ်စင်ရေးမှာရှင်းကြောင်အဖေရဲ့အသက်ကိုဆုံးရှုံးခဲ့ရတဲ့အပြင်မွေးရစေရောင်းတဲ့လူတွေလည်းလွတ်သွားတယ်မဟုတ်ဘူးလားဆိုပြီးပြန်ပြောခဲ့ပါတယ်ကောကောရဲ့စကားကိုကြားလိုက်ရတဲ့ဝမ်တရဘာပြောရမှန်းမသိဖြစ်သွားခဲ့ရပြီးအဲ့ဒီနေ့ကမင်းရဲ့အဖေတည်ဆုံးရတာဦးလေးကြောင့်ပါဘာလို့လဲဆိုရင်ခုနကမင်းလုပ်တယ်လို့ငါလုပ်ခဲလို့ပဲဆိုပြီးပြန်ပြောခဲ့ပါတယ်အဆိုပါအချိန်တုန်းကဝမ်ဟာကောကောရဲ့အဖေနဲ့အတူစစ်စင်ရေးတစ်ခုကိုအတူလုပ်နေခဲ့ပြီးမွေးရစေသမားတွေကိုဖမ်းဖို့အယောင်ဆောင်ပြီးစောင့်ဆိုင်းနေခဲ့ပါတယ်အဆိုပါအချိန်မှာပဲကလေးတစ်ခုအဖွဲ့ကကောင်မလေးတယောက်ကိုဖမ်းဖို့လုပ်နေခဲ့ပါတယ်အဆိုပါအဖြစ်အပျက်တွေကိုမြင်လိုက်ရတဲ့ဝမ်ကလည်းကောကောရဲ့အဖေတားနေတဲ့ကြားကနေကလေးမလေးကိုကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့သူတို့ဘာတူလဲဆိုတာကိုပေါ်သွားခဲ့ပြီးသူတို့ဆောင်ဆိုင်နေတဲ့မွေးရစေသမားတွေထွက်လာတဲ့အချိန်နဲ့တိုက်ဆိုင်သွားခဲ့တာကြောင့်ကောကောရဲ့အဖေကိုတလက်နဲ့ပစ်ခတ်ပြီးထွက်ပြေးသွားခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ကောကောရဲ့အဖေဟာသူ့ကြောင့်တိတ်ဆုံးသွားခဲ့ရတယ်ဆိုတဲ့အတွေ့နဲ့အဲ့ဒီနေ့ကနေစပြီးဒီနေ့အထိအတွေးတွေကတစ်စီလိုဝမ်ကိုချောက်လိုက်နေခဲ့ကြောင်းကောကောကိုပြောလာခဲ့ပါတယ်ဝမ်ရဲ့ဒီစကားကိုကြားလိုက်ရတဲ့ကောကောလည်းဘာမှပြန်မပြောနိုင်ပဲဖြစ်သွားခဲ့ရပါတယ်အဆိုပါအချိန်မှာပဲဝမ်တို့စီးလာတဲ့ကားဟာပိုက်ကန်းတစ်ခုရဲ့ဈေးအရှိမရပ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဝမ်နဲ့ကောကောတို့နှစ်ယောက်သားဈေးဝယ်နေတဲ့လူတစ်ယောက်ကိုလက်မြင်ခဲ့လိုက်ပြီးသူတို့ရှာနေတဲ့အဖိုးကြီးရဲ့ရုံးနဲ့ဆင်တူနေခဲ့ပါတယ်ဒီလိုနဲ့ဝမ်တို့ဟာအဆိုပါလူကအရေးအစစ်ဟုတ်မဟုတ်တိတ်ချအတည်ပြုဖို့အတွက်အခြားလူတွေကိုခေါ်လိုက်ပြီးစစ်စင်ရေးကိုစတင်ခဲ့ပါတယ်ဒီလိုနဲ့ဝမ်ကအဆိုပါလူနာကိုလုံးဝမကပ်ဖို့နဲ့ထိတိုက်မျက်နှာချင်းမဆိုင်ဖို့မှာကြားနေခဲ့ပါတယ်ဒါပေမဲ့အဆိုပါလူဟာအရေးအစစ်ဟုတ်မဟုတ်အတည်ပြုဖို့အတွက်ခက်ခဲနေခဲ့ပါတယ်ဒီလိုနဲ့ကောကောကသူ့မှာအကြံတစ်ခုရှိကြောင်းပြောလာခဲ့ကအရေးကကောကောရဲ့မျက်နှာကိုမမြင်ဘူးတာကြောင့်ကောကောတယောက်အရေးရဲ့အနာကိုကပ်သွားခဲ့ပြီးသူမရဲ့ပစ္စည်းတစ်ခုကိုမြေပြင်ပေါ်ကျသွားတယ်လို့နဲ့ဟန်ဆောင်ကောက်ယူလိုက်ပါတယ်ထို့အချိန်မှာပဲအရေးကသူမရဲ့အနောက်ကနေဖျက်လျှောက်သွားတဲ့အချိန်မြေပြင်ပေါ်ကရေထဲမှာအဖိုးကြီးရဲ့မျက်နှာဟာရောင်ပြန်ဟပ်ပြီးပေါ်လာခဲ့တာကြောင့်ကောကောတယောက်အဖိုးကြီးရဲ့မျက်နှာကိုအသေးချမြင်ခဲ့လိုက်ရပါတယ်ဒီလိုနဲ့ကောကောကချက်ချင်းဆိုသလိုအဖွဲဝင်တွေကိုဒီလူဟာသူတို့ရှာနေတဲ့လူဖြစ်ကြောင်းအတည်ပြုခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ရဲ့စစ်စင်ရေးကမပြီးသေးပဲအဖိုးကြီးရဲ့နေရာကိုရှာဖွေဖို့လုပ်ခဲ့ကြပါတယ်အဖိုးကြီးကအထက်100ကျော်လောက်ရှိတဲ့အဆောက်အုံကြီးတွေကိုဝင်သွားခဲ့ပါတယ်အခုချိန်မှာဝမ်တို့ကအဖိုးကြီးရဲ့အနောက်ကိုမလိုက်ရင်အဖိုးကြီးရဲ့နေရာကိုသိရတော့မှာမဟုတ်ပါဘူးပြဿနာကဝမ်ရဲ့အဖွဲ့ဝင်တွေဟာအဖိုးကြီးရှိရဲ့နေရာနဲ့အလားဝေးနေခဲ့ပါတယ်ဝမ်တို့အတွက်တစ်ခုတည်းသောမျှော်လင့်ချက်ကတော့ကောကောစီမှာပဲရှိပါတော့တယ်ဒါပေမဲ့ဈေးကအပြန်အဖိုးကြီးကကောကောကိုဒုတိယအကြိမ်ပြန်တွေးခဲ့ရင်သူ့ရဲ့နောက်ကိုနောက်ရောက်ခံလိုက်နေရဆိုတာချက်ချင်းသိသွားနိုင်ပါတယ်အဖိုးကြီးကလည်းရိုးရိုးတာမန်လူမဟုတ်တာကြောင့်ကိစ္စတေးသေးလေးတစ်ခုကိုတော့တတိထားမိနိုင်ပါတယ်ဒီလိုနဲ့ကောကောကအဖိုးကြီးသူ့ကိုမှတ်မိလောက်မှာမဟုတ်ဘူးဆိုတဲ့အတွေ့နဲ့အဖိုးကြီးရှိနေတဲ့ဓာတ်လီကားလေးကိုဝင်သွားခဲ့ပါတယ်ဒါပေမဲ့အဖိုးကြီးကကောကောကိုမှတ်မိသွားခဲ့ပြီးတန်တရားဝင်သွားခဲ့တာကြောင့်ကောကောကိုဓာတ်နဲ့ထိုးဖို့အသင့်ပြင်ထားခဲ့ပါတယ်အဆိုပါချိန်မှာပဲဝမ်ကအချိန်မီရောက်လာခဲ့ပြီးကောကောရဲ့အဖေအပြည့်ဟန်ဆောင်ခဲ့လိုက်ပါတယ်ဒီလိုနဲ့ဝမ်ကအရင်နဲ့စကားတွေတောက်လျှောက်ပြောနေခဲ့ပြီးသူနဲ့ကောကောတို့ဟာဒီအစာအုပ်ထဲမှာနေထိုင်သူတွေဖြစ်ကြောင်းအဖိုးကြီးယုံကြည်သွားအောင်ဟန်ဆောင်နေခဲ့ပါတယ်ဒီလိုနဲ့ဝမ်ကမြဝက်ကင်မရာတက်ဆင်ထားတဲ့ပန်းဒီတစ်လုံးကိုပါးစပ်နဲ့ကိုက်ခဲ့လိုက်ပြီးပုတ်နေရဆိုပြီးဓာတ်လီကားထဲမှာထွေးထုတ်ခဲ့လိုက်ပါတယ်တကယ်တော့ဝမ်ကသူတို့ထွက်သွားတဲ့အချိန်
အဖိုးကြီးဘယ်မှာနေလဲဆိုတာကိုသိကြလို့အခုလိုအကွက်ကြကြပြုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဝမ်းနဲ့ကောကောတို့ကသူတို့နေမဲ့အထက်ကိုရောက်သွားခဲ့တာကြောင့်အခန်းတစ်ခုစီကိုချက်ချင်းပြေးသွားပြီးတော့ကိုဖွင့်ကအခန်းလေးကိုဝင်သွားခဲ့ကြပါတယ်ဒီလိုနဲ့သူတို့ဟာဒီအစာအုပ်ထဲမှာအမှန်တကယ်နေထိုင်တယ်လို့ဟန်ဆောင်ခဲ့ကြပါတယ်အရေးကလည်းဝမ်းတို့ရဲ့လှုပ်ရှားမှုတိုင်းကိုအသေးစိတ်စောင့်ကြည့်နေရပါတယ်တစ်ဖက်မှာလည်းရဲရရှိတွေကဝမ်းထားခဲ့တဲ့လူဝက်ကင်မရာကနေတစ်ဆင့်အဖိုးကြီးဘယ်မှာနေသလဲဆိုတာကိုစောင့်ကြည့်နေခဲ့ကြပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ရဲတွေဟာအဖိုးကြီးရဲ့အခန်းနံပါတ်ကိုသိရှိသွားခဲ့ကြပါတယ်နောက်တစ်နေ့မနက်မှာတော့ဝမ်းဟာအစာအုပ်ရဲ့အနီးနားကဈေးမှာဈေးဝယ်ထွက်နေခဲ့ပြီးအစာအုပ်မှာအမှန်တကယ်နေထိုင်သူတယောက်ကိုဟန်ဆောင်နေခဲ့ပါတယ်အရေးကလည်းဝမ်းကိုလာပြီးနှုတ်ဆက်ခဲ့ပါတယ်ဒီလိုနဲ့အရေးကဝမ်းကိုတန်တရားဝင်နေရကြောင်းဈေးတောင်းက9ယောက်နဲ့သူကိုတိလာဆိုပြီးမေးခဲ့လိုက်ပါတယ်ဝမ်းကလည်း9ယောက်နဲ့သူကိုတိကြောင်းနဲ့ဒီဆိုင်မှာကျုပ်ကအမြဲဝင်နေကြနောက်ပြီးဒီဆိုင်ကငါးတွေကအရန်ကိုလက်ဆက်တယ်ဆိုပြီးပြန်ပြေခဲ့ပါတယ်ဒီလိုနဲ့ထပ်ပြီးအရေးကသူ့အဖေမနေ့ကဆုံးတဲ့တရင်ကြားပြီလားလို့ဆက်မေးခဲ့ပါတယ်ဝမ်းကလည်းဆုံးသွားတာသူ့အမေမဟုတ်ဘူးလားဆိုပြီးချက်ချင်းပြန်မေးခဲ့ပါတယ်အရေးကလည်းဆုံးသွားတာသူ့အမေပဲသိပေမဲ့ဝမ်းကဒီမှာအမှန်တကယ်နေတိုင်းတာဟုတ်မဟုတ်ဆိုတာကိုစသတ်နေရပဲဖြစ်ပါတယ်တကယ်တော့ဝမ်းတို့ဟာမနေ့ကလေးကဒီအစာအုပ်နဲ့ဈေးတွေကလူတွေအကြောင်းကိုသိချလေးလာထားခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့နောက်ဆုံးပါတော့အရေးကဝမ်းကိုနောက်ဆုံးအနေနဲ့စမ်းသပ်ဖို့အတွက်ဒီညမင်းအိမ်ကိုအရက်တပလင်းယူပြီးလာခဲ့မယ်ငါတို့အတူထမင်းစားပြီးအရက်အတူတောက်ကြရအောင်ဆိုပြီးမေးခဲ့တာကြောင့်ဝမ်းကလည်းလာခဲ့ဖို့ဖိတ်ခေါ်ရလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ညရောက်တဲ့အခါအရေးကဝမ်းတို့အိမ်ထဲကိုရောက်လာတာနဲ့တပြိုင်နက်သူ့မှာပါတဲ့ကိရိယာတစ်ခုနဲ့ဝမ်းတို့ဒီအိမ်ကိုပြောင်းလာတာကြာပြီလားမကြာသေးဘူးလားဆိုတာကိုစစ်ဆေးခဲ့ပါတယ်ဝမ်းတို့ကလည်းအဖိုးကြီးရုံအားလုံးကိုကြိုတင်စီစဉ်ထားခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့အရေးနဲ့အတူရဆာစားနေခဲ့ကြတဲ့အချိန်ကောကောကအရေးရဲ့ဖုန်းအနာကိုသူ့ရဲ့ဖုန်းကတ်ထားခဲ့လိုက်ပြီးဒေတာတွေကူးယူခဲ့ပါတယ်ဒီလိုနဲ့အရေးကကောကောရဲ့နှစ်ဖူးမှာရှိတဲ့အမာယုကဘလို့ရခဲ့ရလဲဆိုတာကိုမေးခဲ့ပါတယ်ကောကောကလည်းငယ်ငယ်တော့ကကျောင်းမှာရန်ဖြစ်ရင်ရလာခဲ့တာဖြစ်ကြောင်းဒီအကြောင်းကိုဘသူ့ကိုမှမပြောပြဘူးဆိုပြီးအရေးကိုပြောပြခဲ့ပါတယ်ဒီလိုနဲ့အရေးကကောကောရဲ့နှစ်ဖူးမှာရှိတဲ့အမာယုအကြောင်းကိုဝမ်းကိုထပ်ပြီးမေးကြည့်ခဲ့တဲ့အခါဝမ်းကလည်းကောကော9တဲ့နှစ်တုန်းကရခဲ့တဲ့တရားဆိုပြီးပြောပြခဲ့ပါတယ်တကယ်တော့ကောကောဟာဒီအကြောင်းတွေကိုဘသူမှမပြောပြခဲ့ပါဘူးဒါပေမဲ့ဝမ်းကသိနေခဲ့တာကြောင့်ဝမ်းကိုအော်ဩစာနဲ့ကြည့်နေခဲ့ပါတယ်ဒီလိုနဲ့ကောကောနဲ့ဝမ်းတို့ဟာတကယ်တားအဖတွေလိုပြပြကဟန်ဆောင်နိုင်ခဲ့တာကြောင့်အရေးလဲဝမ်းတို့တားအဖကိုတန်တရားတင်းတင်းနဲ့အိမ်ပြန်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အရေးပြန်သွားရတဲ့အခါကောကောကဝမ်းဟာသူမကိုငယ်စဉ်ကလေးကစောင့်ကြည့်ပေးနေတဲ့ဦးလေးကြီးမှတည်သွားခဲ့တာကြောင့်ဝမ်းကိုကျေးဇူးတင်ကြောင်းပြောခဲ့လိုက်ပါတယ်ဝမ်းကလည်းသူ့ကြောင့်ကောကောရဲ့အဖေတေဆုံးသွားခဲ့ရတဲ့အတွက်လှုပ်ပေးနိုင်တာဆိုလို့သမီးကိုဆောက်ရှောက်ပေးဖို့ပါပဲဆိုပြီးပြန်ပြောခဲ့ပါတယ်တစ်ဖက်မှာလည်းရဲတွေကအခန်းထဲပြန်ရောက်လာခဲ့တဲ့အရေးရဲ့လှုပ်ရှားမှုမှန်သမျှကိုစောင့်ကြည့်နေခဲ့ပါတယ်ဒီလိုနဲ့ဝမ်းတရအခန်းထဲမှာရှိနေခဲ့တဲ့အချိန်လူတစ်ယောက်ကရုတ်တရက်တကားကိုဖျက်ဝင်လာပြီးဝမ်းကိုတိုက်ခိုက်ခဲ့ပါတယ်ဝမ်းကလည်းအဆိုပါလူရဲ့တိုက်ခိုက်မှုကိုချက်ချင်းပဲပြန်လည်ခုခံတိုက်ခိုက်ခဲ့ပါတယ်တစ်ဖက်မှာလည်းရှိမှကရဲဌာနချုပ်ကဒေတာတွေအားလုံးကိုကူးယူနေခဲ့ပြီးအဆောက်အအုံမှာရှိသမျှ CCTV တွေအားလုံးကိုဖျက်ချခဲ့လိုက်ပါတယ်ရဲတွေကလည်းဒါဟာဓမြအဖွဲ့ရဲ့လက်ချက်ဆိုတာကိုသိသွားခဲ့တာကြောင့်ဝမ်းရဲ့အခန်းစီကိုချက်ချင်းလိုက်သွားခဲ့ပါတယ်ဝမ်းကလည်းတစ်ဖက်ကတိုက်ခိုက်လာမှုတွေအားလုံးကိုခုခံနေခဲ့တဲ့အပြင်ဓမြကသူတို့စီကိုရဲတွေရောက်လာတော့မယ်ဆိုတာကိုသိတာကြောင့်ချက်ချင်းပဲထွက်ပြေးသွားခဲ့ပါတယ်တကယ်တော့ဝမ်းကိုလာရောက်တိုက်ခိုက်တဲ့သူကအားဝယ်ပဲဖြစ်ပါတယ်ဝမ်းစီကိုရဲတွေရောက်လာခဲ့တဲ့အခါဝမ်းကအရေးလှုပ်ရှားသွားတာကိုတွေ့လားဆိုပြီးစောင့်ကြည့်ရေးအဖွဲ့ကိုမေးခဲ့လိုက်ပါတယ်စောင့်ကြည့်ရေးအဖွဲ့ကလည်းအရေးဟာလုံးဝမလုပ်ပဲအဲ့ရထဲမှာပဲရှိနေကြောင်းပြန်ပြီးခဲ့ပါတယ်တကယ်တော့အဆိုပါတိုက်ခိုက်မှုကိုအရေးကခိုင်းစေခဲ့တာမဟုတ်ပဲအားဝယ်နဲ့ရှိမှန်တို့ကအရေးကိုတတိမဲပေးပဲလှုပ်ဆောင်ခဲ့တာပါနောက်ပြီးရဲတွေကအရေးရဲ့အနောက်ကိုလိုက်နေတယ်ဆိုတာကိုရှိမှန်တို့ကအဖိုးကြီးကိုမပြောခဲ့ပါဘူးရဲတွေကဘာကြောင့်ဒီလိုလုပ်ရလဲဆိုတာကိုနားမလည်နိုင်ပဲဖြစ်နေခဲ့ပါတယ်တစ်ဖက်မှာလည်းရှိမှန်ကလူတယောက်နဲ့စကားတွေပြောနေခဲ့ပြီးဌာနချုပ်ကိုတိုက်ခိုက်ဖို့စီစဉ်ခဲ့ပါတယ်ဒီလိုနဲ့တညမှာတော့အဖိုးကြီးအခန်းထဲကထွက်သွားခဲ့တဲ့အချိန်ရဲတပ်ဖွဲ့အချို့ကအဖိုးကြီးရဲ့အခန်းထဲကိုဝင်ရောက်ရှာဖွေခဲ့ကြတယ်လို့ဝမ်းနဲ့အဖွဲ့အချို့ကလည်းအဖိုးကြီးရဲ့အနောက်ကိုနောက်ရောက်ခံလိုက်နေခဲ့ကြပါတယ်အဆိုပါအချိန်မှာပဲဝမ်းတို့ရဲ့ကားဟာရဲဌာနချုပ်အနီးနားကိုရောက်လာခဲ့တဲ့အချိန်ကားတစ်စီးကဝမ်းတို့ရဲ့ကားကိုဝင်တိုက်ခဲ့ပြီးလက်နက်ကင်အချို့ကကားပေါ်ကဆင်းလာခဲ့ကဌာနချုပ်တွေကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်တကယ်တော့အဆိုပါလက်နက်ကင်အဖွဲ့ကိုစီမံကငှားထားခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဝမ်းနဲ့ကောကောတို့လည်းစီမံငှားထားတဲ့ကျေးသားစစ်သားတွေကိုပြန်လည်ခုခံတိုက်ခိုက်နေခဲ့ကြပါတယ်တစ်ဖက်မှာလည်းအဖိုးကြီးကရီဝမဲကြီးဟာအဆောက်အုံပြက်ကြီးတွေကိုရောက်နေခဲ့တယ်လို့သူ့ရဲ့အနောက်ကိုနောက်ရောက်ခံလိုက်နေတဲ့ရဲတပ်ဖွဲ့အချို့ဟာလည်းအဖိုးကြီးကိုစောင့်ကြည့်နေခဲ့ပါတယ်တကယ်တော့အဖိုးကြီးဟာအဆိုပါမိဘမဲ့ကြီးဟာမှစီမံတို့နဲ့လာရောက်တွေ့ဆုံတာဖြစ်ပြီးအထဲမှာစီမံတို့ကရှိမနေပဲလက်နက်တွေကိုစီကင်ထားတဲ့အဖွဲ့အချို့ဟာအဖိုးကြီးကိုစောင့်ဆိုင်လို့နေခဲ့ပါတယ်တ
အဆိုပါအချိန်မှာပဲအဖိုးကြီးတယောက်သဘောပေါက်သွားခဲ့ပြီးသူ့ရဲ့မွေးသားသားတွေကအခုလိုလောက်ကြံနေဆိုတာကိုရိပ်မိသွားခဲ့ပါတယ်ဒီလိုနဲ့အဖိုးကြီးဟာသူ့မှာပါတဲ့ဓမြောင်တစ်ချောင်းနဲ့အတူလူမိုက်တွေကိုစတင်တိုက်ခိုက်ခဲ့ပါတယ်အဖိုးကြီးရဲ့တိုက်ခိုက်စွမ်းရည်ဟာအလုံးကိုကျွမ်းကျင်လာတာကြောင့်အဖိုးကြီးကိုဘယ်သူမှမနိုင်ခဲ့ပါဘူးအဆိုပါအချိန်မှာပဲအာဝမ်ကအဖိုးကြီးစီကိုရောက်လာခဲ့တဲ့အခါအဖိုးကြီးကဒါတွေအားလုံးဟာရှီမန်ရဲ့အစီအစဉ်တွေမလားဆိုပြီးပြီးခဲ့တာကြောင့်အာဝမ်ကလည်းရှီမန်ရဲ့အစီအစဉ်မဟုတ်ပဲသူ့ရဲ့အစီအစဉ်တွေဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်ရှီမန်ကလည်းအာဝမ်စီကိုဆက်သွယ်လာခဲ့ပြီးအစီအစဉ်ကဒီလိုမဟုတ်ကြောင်းနဲ့အဖိုးကြီးကိုတယောက်တည်းမတိုက်ခိုက်ဖို့ပြောနေခဲ့ပါတယ်ဒါပေမဲ့အာဝမ်ကရှီမန်ရဲ့စကားကိုနားမထောင်ပဲဒဏ်ရာရထားတဲ့အဖိုးကြီးကိုစတင်တိုက်ခိုက်ခဲ့ပါတယ်အဖိုးကြီးကအာဝမ်ရဲ့တိုက်ခိုက်မှုတိုင်းကိုကြိုသိနေခဲ့တာကြောင့်အာဝမ်တိုက်ခိုက်လာသမျှကိုအတားလေးကုခံနေခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့အာဝမ်တည်းအဖိုးကြီးရဲ့ဓမြောင်လက်ချက်နဲ့ဒဏ်ရာရသွားခဲ့ပါတယ်အဆိုပါအချိန်မှာပဲရှီမန်ကဝမ်းနေစွာနဲ့ပဲသူတို့ကြိုတင်စီစဉ်ထားတဲ့အတိုင်းအာဝမ်နဲ့အဖိုးကြီးတို့ကိုအဆိုပါနေရာမှာဖောက်ခွဲခဲ့လိုက်ပါတယ်အပြင်မှာရှိနေတဲ့ရဲတွေကရောက်ရှိလာခဲ့ပြီးမီးလောက်ဒဏ်ရာရရှိထားတဲ့အဖိုးကြီးနဲ့အတူတေဆုံးနေတဲ့အာဝမ်ကိုတွေ့မြင်ခဲ့လိုက်ရပါတယ်တစ်ဖက်မှာလည်းဝမ်တို့ကရဲဌာနချုပ်ကိုဝင်ရောက်တိုက်ခိုက်လာတဲ့ကြေးသားစစ်သားတွေကိုခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့ရဲဌာနချုပ်ရဲ့စာပါထဲမှာတင်စီထားတဲ့ဟောင်ကောင်ဒေါ်လာ10မီလီယံကိုတပြားအဖွဲ့ကဆွဲအဖွဲ့ဝင်တွေအဖြစ်ဟန်ဆောင်ကဝမ်တို့မသိလိုက်ခင်မှာပဲခိုးယူထွက်ပြေးသွားခဲ့ပါတယ်ဒီလိုနဲ့တပြားအဖွဲ့ဝင်လူငယ်တွေကသူတို့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့အာဝမ်ကိုဆုံးရှုံးလိုက်ရတာကြောင့်ဝမ်းနေနေခဲ့ကြပြီးသူတို့စီစဉ်ထားတဲ့အတိုင်းခိုးယူထားတဲ့ပတ်စံတွေနဲ့အတူဒီနိုင်ငံကနေထွက်ပြေးဖို့အတွက်ရုံလီနန်းတော်ကိုသွားခဲ့ကြပါတယ်တစ်ဖက်မှာလည်းအဖိုးကြီးကဝေစာသားတွေထဲမှာသူချစ်ရတဲ့သားတစ်ယောက်တေဆုံးသွားခဲ့ရတဲ့အပြင်ဝေစာသားတွေရဲ့တစ္ဆာပေါက်ကြီးကိုခံခဲ့ရတာကြောင့်ဒေါသတွေထွက်နေခဲ့ပြီးရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်အဲဒီနောက်မှာတော့အဖိုးကြီးဟာသူ့ရဲ့ဝေစာသားတွေကိုလက်စားချေဖို့အတွက်သူ့ကိုရုံလီနန်းတော်ခေါ်သွားပေးပါဆိုတဲ့တဲတော်စာကိုရဲတွေစီပေးခဲ့လိုက်ပါတယ်ဒီလိုနဲ့ရဲတွေလည်းချက်ချင်းပဲအဖိုးကြီးပြောတဲ့အတိုင်းခမည်းအဖွဲ့တွေကိုဖမ်းဖို့အတွက်ရုံလီနန်းတော်ကိုလိုက်သွားခဲ့ကြပါတယ်ခမည်းအဖွဲ့တွေကလည်းသူတို့နောက်ကိုရဲတွေလိုက်လာပြီဆိုတာကိုသိတာကြောင့်အယောင်ဆောင်ပြီးလမ်းကြောင်းခွဲကထွက်ပြေးခဲ့ကြပါတယ်။ကွာကလည်းသူ့ရဲ့အဖွဲ့ဝင်တွေကိုရုံလီနန်းတော်ထဲမှာဖျက်ချထားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဓမြအဖွဲ့ဝင်2ယောက်ကဝမ်ကိုအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်ဝမ်ကလည်းအဆိုပါ2ယောက်ကိုပြန်လည်ခုခံတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ရှီမန်ကတော့ရဲတွေရဲ့လက်ထဲကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းရဲတွေကအဖိုးကြီးကိုလက်ထိတ်ကပ်ပြီးရုံလီနန်းတော်ကိုခေါ်ဆောင်လာခဲ့ပါတယ်။ဒီလိုနဲ့လမ်းတစ်ဝက်အရောက်မှာတော့အဖိုးကြီးကရဲတွေကိုတိုက်ခိုက်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းရှီမန်ကရဲတွေရဲ့လက်ထဲကနေလွတ်မြောက်ပြီးဘူရာယုံတစ်ခုကိုရောက်လာခဲ့ပါတယ်။အဆိုပါအချိန်မှာပဲအဖိုးကြီးကရှီမန်စီကိုရောက်လာပြီးသူ့ကိုတစ္ဆာဖောက်သွားတဲ့ရှီမန်ရဲ့ဝမ်းပိုက်ကိုဓမြောင်နဲ့အဆက်မပြတ်ထိုးဆိုင်ခဲ့လိုက်ပါတယ်။အဲဒီနောက်မှာတော့ရှီမန်လည်းအဖိုးကြီးရဲ့လက်ချက်နဲ့နေပြည်တော်လဲကျသွားခဲ့ပြီးအဆိုပါနေရာမှာတည်ဆုံးသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းကြံခဲ့တဲ့ဓမြအဖွဲ့ဝင်တွေကိုရဲတွေကဖမ်းဆီးနိုင်ခဲ့တယ်လို့အဖိုးကြီးကတော့ရဲတွေရဲ့လက်ထဲကနေထပ်မံလွတ်မြောက်သွားခဲ့ပြီးပျောက်ကွယ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဝမ်နဲ့ကိုကိုတို့ကအဖိုးကြီးဘယ်မှာပုံနေလဲဆိုတာကိုဆက်လက်စုံစမ်းနေခဲ့ပါတယ်။အဆိုပါချိန်မှာပဲဝမ်ကအရာတစ်ခုကိုတွေးတောမိသွားခဲ့ပါတယ်။အဖိုးကြီးကခင်ဟောင်းတစ်ပြားတစ်ယောက်ဖြစ်တာကြောင့်သူတို့ခိုးယူထားတဲ့ crypto တွေကိုဘယ်လိုထုတ်ယူရမလဲဆိုတာမသိပါဘူးဆိုပြီးဝမ်ကကိုကိုကိုပြောလာခဲ့ပါတယ်။ကိုကိုကလည်းဝမ်ပြောလာတဲ့စကားအခြေအနေကိုသဘောပေါက်သွားခဲ့ပြီးအဖိုးကြီးကသူ့မှာရှိတဲ့ crypto တွေကိုဘာမှမလုပ်တတ်တာကြောင့်မူလပိုင်ရှင်ကိုပြန်ဆက်သွယ်ပြီးပတ်စံအများကြီးနဲ့ပြန်လဲမယ်။ဒါပေမဲ့သူရရဲ့ပတ်စံကcrypto အကောင့်တွေကပတ်စံတွေကအများကြီးမဟုတ်ပေမဲ့လူတယောက်အတွက်ဘဝအသစ်စဖို့အတွက်တော့လုံလောက်ပါတယ်။တတိကြီးကလည်းသူ့ရဲ့ crypto တွေကိုပြန်ရဖို့အတွက်အဖိုးကြီးတောင်းတဲ့ပတ်စံကိုပေးမှအသေးကြပါပဲ။အဲဒီနောက်မှာတော့ဝမ်နဲ့ကိုကိုတို့ဟာတတိကြီးရဲ့အိမ်ရှိမှာနေရိုင်းဆောက်ကြည့်နေခဲ့ကြပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့အရင်နဲ့တတိတို့တွေ့ဆုံမယ်ဆိုတဲ့အကြောင်းကိုကိုကသိသွားခဲ့ပြီးအဖိုးကြီးကတတိကိုဆိုင်တစ်ခုမှာချိန်ဆထားကြောင်းနဲ့အဆိုပါဆိုင်ကိုတွားနေပြီဖြစ်ကြောင်းဝမ်ကိုအကြောင်းကြားလာခဲ့ပါတယ်။ဝမ်ကလည်းအဲဒီကိုလိုက်လာပြီဖြစ်ကြောင်းနဲ့သူတို့မရောက်ခင်မလှူရှားသေးဖို့ကိုကိုမှာခဲ့လိုက်ပါတယ်။အဲဒီနောက်မှာတော့ကိုကိုတယောက်ဆိုင်ထဲမှာဝင်ထိုင်ခဲ့လိုက်ပါတယ်။အဆိုပါချိန်မှာပဲအဖိုးကြီးကသူ့ရဲ့အနောက်ကိုကိုကနောက်ရောက်ခံလိုက်နေရဆိုတာကိုသိသားခဲ့တာကြောင့်ကိုကိုစတင်တိုက်ခိုက်ခဲ့ပြီးထွက်ပြေးဖို့လုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဝမ်ကရောက်ရှိလာခဲ့ပြီးအဖိုးကြီးနဲ့မျက်နှာချင်းဆိုင်မှာရပ်နေခဲ့ပါတယ်။ဒီလိုနဲ့အဖိုးကြီးနဲ့ဝမ်တို့တယောက်နဲ့တယောက်စတင်တိုက်ခိုက်ခဲ့ကြပါတယ်။နှစ်ယောက်လုံးရဲ့လက်ရည်ဟာတန်းတူဖြစ်နေခဲ့တာကြောင့်အနိုင်ရှုံးမပေါ်ပဲဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့နှစ်ယောက်သားတိုက်ခိုက်ရင်ဝမ်တယောက်ဒဏ်ရာရရှိလာခဲ့ပါတယ်။ဝမ်ကတော့သူ့စီကိုရဲတွေရောက်လာတဲ့အထိအဖိုးကြီးကိုအချိန်ဆွဲနေခဲ့ပါတယ်။အဖိုးကြီးကလည်းဝမ်ကသူ့ကိုအချိန်ဆွဲနေရဆိုတာကိုသိရကြောင်းဝမ်ကိုအပြင်းအထန်တိုက်ခိုက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့ရဲတွေရောက်လာခဲ့တဲ့အခါဒဏ်ရာတွေဘလပွားနဲ့ဝမ်ကိုသာတွေ့မြင်ခဲ့လိုက်ရပြီးအဖိုးကြီးကိုတော့မတွေ့ခဲ့ပါဘူး။အဲဒီနောက်မှာတော့ကိုကဝမ်လေးကျင်ပေးထားတဲ့အတိုင်းသူ့ရဲ့အဖွဲ့နဲ့အတူအဖိုးကြီးကိုလိုက်ရှာခဲ့ပါတယ်။ဒီလိုနဲ့ရဲတွေက AI စနစ်ကိုသုံးပြီး
အဖိုးကြီးသွားနိုင်တဲ့လမ်းကြောင်းတွေအားလုံးကိုသုံးသပ်ကကြိုတင်ပိတ်ဆို့ပြီးအဖိုးကြီးကိုကြောင်းပိတ်ဖမ်းဆီးခဲ့လိုက်ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့အဖိုးကြီးလည်းသူထွက်ပြေးမဲ့လမ်းကြောင်းတွေအားလုံးကိုရဲတွေကပိတ်ထားခဲ့တာကြောင့်ထွက်ပြေးလို့မရဘဲဖြစ်သွားခဲ့ပါတယ်အဲ့နောက်မှာတော့အဖိုးကြီးကအဖမ်းခံမဲ့ပုံစံဟန်ဆောင်ကကော့ကိုဓမြောင်းနဲ့ထိုးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့တတိရှိရှိနေနေတဲ့ကော့ကတော့အဖိုးကြီးရဲ့ဓမြောင်းကိုအမြန်ရှောင်လိုက်ပြီးသူတက်ထားတဲ့ကိုကန်ပညာအဝတ်ကိုအသုံးချတာပြန်လည်ကုကန်ဖိုက်ခိုင်းခဲ့ပြီးနောက်ဆုံးမှာတော့အဖိုးကြီးကိုအောင်မြင်စွာနဲ့ဖမ်းဆီးနိုင်ခဲ့တာဇလန်လေးနဲ့ပြီးဆုံးသွားခဲ့ပါတယ်ယခုကျွန်တော်တင်ဆက်ပေးတော့ဇလန်လေးကိုစိုက်နေတတ်တဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးနောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်အားပေးကြပါဦးခင်ဗျာ